Hello အားလုံးပဲမင်္ဂလာပါချစ်သေးလေးတို့ကြီးနေကောင်းကြရဲ့လားဆိုတော့ဒီဗီဒီယိုကြည့်တဲ့လူတွေထဲမှာပေါ့နော်တရားလိုမျိုးအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်နေရွှေလိုက်ညရွှေလိုက်ဤလေးဆွဲနေတဲ့လူတွေပါကြလားပါတယ်ဆိုရင်ဒီဗီဒီယိုစောင့်အောင်ကြည့်ပါနော်ဆိုတော့တရားကကွာအခုငယ်ငယ်လေးတွေကအဲ့လိုမျိုးစာမွေးဝဲရှိရဲဆိုရင်စာကြက်ရမယ်မဒီတပုတ်ကိုပြီးအောင်ကြက်ရမယ်ဆိုအဲ့ဒါမနေ့ကမှထကြက်မယ်သိလားမနေ့ကျတော့အဲ့ဟာထားနောက်ကြတာတို့ဘာတို့ညာတို့ကြရင်အဲ့ဒါမကြက်ဖြစ်တော့အောင်ဆိုဒါဆုံးရှုံးမှုပဲကွာသိတယ်မလားဆိုတော့ပြောရရင်ကွာဝရိယမရှိဘူးအဲ့လိုမျိုးဖြစ်တဲ့လူတွေထဲမှာပါခဲ့တယ်ဆိုတော့ပြီးတော့ဝရိယမရှိရရဲ့စိတ်ကမရှိရလို့ခေါ်တယ်နောက်တနည်းအားဆိုတော့အခုကတရားအခုလက်တလောတရားဘလို့ပြုပြင်ပြောင်းလဲတယ်ပြုပြင်ပြောင်းလဲတဲ့ထဲကနေပြီးတော့ဘလို့ reset တွေရတဲ့အကြောင်းပြောပြမယ်နော်ဆိုတော့ပထမဦးဆုံးတရားအရင်ဆုံးအရေးကြီးဆုံးချက်ကပေါ့နော်ကိုမိမိရဲ့စိတ်ကအရေးကြီးဆုံးလှုပ်ချင်တဲ့စိတ်ရှိရမယ်ဆိုတော့လှုပ်ချင်တဲ့စိတ်ကပထမအရေးကြီးဆုံးအချက်ဒုတိယအချက်ကကြတော့ discipline စိတ်ကရှိရတယ်စိတ်ပဲရှိနေပြီးတော့မှစိတ်တော့ရှိပါတယ်ဟိုကကောက်လောက်လိုက်ဒီဟာကောက်လောက်လိုက် discipline မရှိမဖြစ်ဘူးပြီးတော့လေဒီနေ့ဒါပြီးအောင်လုပ်မယ်ဆိုရင်ဒါကိုပဲ focus on one thing သိလားတစ်ခုကိုပဲ focus တာမဟုတ်ဘဲနဲ့ဒီဟာခဏဖြစ်တယ်မဟုတ်ဘဲနဲ့တငင်ချင်းကခေါ်တာတို့သိလားမလားတစ်ခုကလောက်ရမယ်ပြီးရင်ခိုင်ကြရင် online သုံးလိုက်နေတယ်ဆိုရင်အချိန်ကြီးကလည်းအဲ့ထက်ပါသွားတယ်အဲ့လိုမျိုးဆိုရင်ဒီဟာထည့်တိုးတာလေဆိုတော့အဓိကရဲ့ကိုယ့်ရဲ့ target လုံးဝမယ့်ဟာကိုမဖြစ်ဘဲနဲ့တခြားဟာတွေကိုရှောက်လောက်တာ doing something or something ပဲဒါပေမဲ့ကိုလုံးနေတဲ့တခုတည်းကိုပြီးမြောက်အဲ့လိုမျိုးမဖြစ်ကွာဆိုတော့ဒုတိယတစ်ချက်က discipline စိတ်ကရှိရမယ်ပြီးတော့တတိယတစ်ချက်ကဘာလဲဆိုရင်အဲ့ဒါလည်းအရင်အရေးကြီးတယ်ဘာလဲဆိုတော့ consistency အဆက်မပြတ်လောက်ရမယ်ဆိုတရက်သေးဟိုမီးတောက်တယ်လို့ပဲတရက်သေးကြီးအဲ့လိုမျိုးလောက်ရမှာမဟုတ်သိတယ်မလားဒါကြရင်အရင်တော့ဆိုရင်လည်းအခုလက်ရှိလည်းတရားတစ်ခါတလေကြရင်ဖြစ်တယ်motivation video တွေကြည်တာတို့ audio တွေနားထောင်ဒါမှမဟုတ်စာအုပ်ဖတ်အဲ့လိုအချိန်မှာစိတ်ကအရင်တက်ကြွတာပြီးရင်သိလားပြီးရင်တစ်ခုနှစ်ခုလောက်လုပ်ပြီးဟိုဖြစ်ပြီးဆိုရင်သိလားမလားစိတ်ကပြန်ပြီးတော့လေသွားတယ်အခါကျရင်ကိုပြန်ပြီးတော့ပထမအချက်နဲ့လှုပ်ဆော်ရတယ်သိဆိုအဲ့သုံးချက်ကိုတရားကအခုပေါ့နော်တရား injury ဖြစ်လိုက်တဲ့နှစ်လအတွင်းမှာ idea တွေလည်းရတယ်အဆိုးတဲ့အကောင်းပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီးတော့